ဟိုးရှိရှိတော့ဖိုးပြူလို့ခေါ်တဲ့ယုံလေးတစ်ကောင်ရှိတတ်တယ်ဖိုးပြူဟာမြစ်တစ်ဖက်ခန်းမှာရှိတဲ့ရွှေရောင်တရသီးမဲ့တွေကိုအရန်စားကျင်နေတယ်ဒါပေမဲ့မြစ်ရေကနဲ့လွန်းတော့သူဘယ်လိုကူးရမလဲဆိုတာစဉ်းစားနေတာပေါ့ဖိုးပြူကမြေကြီးပေါ်ကကြောက်တုံးကြီးတစ်လုံးကိုတွေ့သွားတယ်ဒီကြောက်တုံးကခိုင်မာတာပဲသူ့ကိုနင်းပြီးကူးရင်ရမှာပဲလို့သူကတွေးလိုက်တယ်ပြီးတော့ကြောက်တုံးကြီးကိုရေထဲတွန်းချလိုက်တာပေါ့ဝမ်းဆိုတဲ့အတန်ကြီးနဲ့သူကြောက်တုံးကြီးကရေအောက်ကိုတန့်ပြီးနစ်သွားပါလေရောအဲ့ဒီအချိန်မှာလေကြီးဖိုးဝါကရေထဲကနေခေါင်းလေးပြူထွက်လာပြီးနေအောင်ဖိုးဖြူရဲ့အလေးကြီးတွေကရေထဲမြုပ်တတ်တယ်ဟာလို့လှမ်းပြောလိုက်တယ်ဖိုးဝါကရေပေါ်မှာပေါက်ပေါက်ပပလေးမျောနေတဲ့တည့်ရွက်ကလေးတစ်ရွက်ကိုပြလိုက်တယ်ကြည်စမ်းဖိုးဖြူဒီတည့်ရွက်ကလေးကပေါ့တော့ရေပေါ်မှာပေါ်နေတာလို့သူကရှင်းပြတယ်ဖိုးဖြူကဒါမဲ့ဒီတည့်ရွက်ကသေးလုံးတယ်လေငါ့ကိုမသိနိုင်ဘူးကွာလို့ပြောလိုက်တယ်သူတို့နှစ်ယောက်ကရေပေါ်မှာမျောနေတဲ့တည့်ရွက်ကလေးကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြတာပေါ့ဖိုးဝါကြီးကခဏလောက်စဉ်းစားပြီးအတွင်းမှာအခေါင်းပွားဖြစ်နေတဲ့တစ်လုံးကြီးတစ်လုံးကိုရေထဲတုံပို့လိုက်တယ်။ဒါကတော့မင်းကိုတည်နိုင်မှာပါ။သူကအကြီးကြီးပဲမဲ့သူ့ထဲမှာလေတွေရှိနေတော့ရေပေါ်မှာပေါ်နိုင်တာတဲ့။ဖိုးဖြူကတစ်လုံးကြီးကိုသတိထားပြီးခုန်တက်လိုက်တယ်။အံ့ဩစရာပဲတစ်လုံးကြီးကဖိုးဖြူရဲ့အလေးချိန်ကိုခံနိုင်ရင်ရှိပြီးရေပေါ်မှာဆက်ပေါ်နေရဲ့လေ။တိလာဖိုးဖြူဒီတစ်လုံးကြီးရဲ့အလေးချိန်ကရေရဲ့တွန်းကန်အားထက်နဲတာကြောင့်မို့လို့ဒီတစ်လုံးကြီးရေပေါ်ပေါ်နိုင်တာ။ဒါကြောင့်မင်းတက်ထိုင်လဲမြုပ်မသွားတာလို့လေကြီးဖိုးကရှင်းပြပါတယ်။ဖိုးဖြူကတလုံးပေါ်မှာထိုင်ပြီးတော့ဖိုးဝါကြီးကနောက်ကနေကူတွန်းပေးရင်သူတို့နှစ်ယောက်မြစ်တစ်ဖက်ကန်းကိုအတူတူကူးသွားကြတာပေါ့ဖိုးဖြူကတော့အရန်ကိုပျော်နေတော့တာပဲနောက်ဆုံးတော့သူတို့နှစ်ယောက်တရက်သီးပင်ကြီးစီရောက်သွားကြပါတယ်ဖိုးဖြူကတရက်သီးတွေကိုကူးပြီးတော့ဖိုးဝါကြီးနဲ့အတူအရသာရှိရှိခွဲဝေစားတော့ကြပါတော့တယ်ရေတွန်းအားဟာအရာဝတ္ထုတွေရဲ့အလေးချိန်ထက်များမယ်ဆိုလို့ရှိရင်အဲ့ဒီအရာဝတ္ထုဟာရေပေါ်ကိုပေါ်နိုင်ပြီးတော့ရေတွန်းအားဟာအရာဝတ္ထုရဲ့အလေးချိန်ထက်နည်းမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာဝတ္ထုပစ္စည်းတွေဟာရေပေါ်မပေါ်နိုင်ဘူးဆိုတာကိုကလေးတို့သဘောပေါက်လောက်ပြီးထင်ပါတယ်ဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ပုံမြင်လေးမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ရေထဲကိုမြုပ်ပြီးတော့ဘယ်ဟာရေထဲကိုပေါ်မယ်လို့ထင်လဲโอเคအဲ့ဆိုရင်ချကြည့်ပါဦးပလတ်စတစ်အခွန်လေးကိုရင်ချကြည့်ပါပေါ်ပြီနောက်တစ်ခါခဲလုံးလေးကိုချကြည့်ပါဦးမြုပ်သွားတယ်ကလေးတို့ကမှန်တယ် good